ပစ္စည်းတွေတော့ရောင်းရပါရဲ့လက်ကုံရင်လက်ထဲမှာငွေမကြံဘူးဖြစ်နေလားဒါဟာဈေးရောက်မကောင်းလို့မဟုတ်ပါဘူးဈေးနှုန်းတွက်တာမှားနေလို့ဖြစ်နိုင်ပါတယ်တော်တော်များများကကုန်ချမ်းဘူးကိုပဲတွက်ပြီးတော့ကျန်တာတွေကိုမေ့နေတတ်ကြပါတယ်ဈေးနှုန်းသက်မှတ်တော့မယ်ဆိုရင်ဒီ၃ချက်ကိုလုံးဝသိထားဖို့လိုပါတယ်အဲ့ဒါတွေကတော့နံပါတ်1ပစ္စည်းကုန်ချမ်းဘူးနောက်နံပါတ်2သွားလာစရိတ်မီးဖို့အိတ်ဖို့စတဲ့အထွေထွေစရိတ်နောက်နံပါတ်3ချက်ကတော့အရေးကြီးဆုံးပါပဲဒါကတော့ကိုယ့်ရဲ့လောက်အားကပါကိုယ့်ရဲ့လောက်အားကကို free မလုပ်ပါနဲ့ကိုမလုပ်ဖဲလူငားရင်ပေးရမယ့်ပတ်စံကိုထည့်တွက်ပါကုန်ကြစရိတ်အားလုံးပေါင်းပြီးမှအဲ့ဒီပေါ်မှာအမျက်ရာခိုင်နှုန်းထပ်ပေါင်းပြီးတော့ဈေးသက်မှတ်ရမှာပါဒါမှရောင်းရင်းရှုံးမဖြစ်ဘဲနဲ့လုပ်ငန်းကြီးပွားလာမှာပေါ့အခုရောဈေးနှုန်းဘယ်လိုတွက်နေလဲကွန်မန့်မှာမျှဝေပေးခဲ့လို့ရပါတယ်